ဟုတ်ကဲ့မင်္ဂလာပါတငယ်ချင်းတို့ဒီတစ်ခါမှာတော့အညာတူပိုင်းကိစ္စနဲ့ပတ်သက်ပြီးလော်ဝီပေါ်မှာအယူကိမနေကတော့တော့ဗျံမတာကြီးပြောပြပြီနော်ကျန်ဘက်စစ်ခွေတက်ကဒေါ်လိုင်းတက်ဖွဲ့တွေကိုမလုပ်ချင်သေးလို့ပေါ့နော်ဖာကြလိုက်ပြန်ပြီနော်မလုပ်ချင်တာလားမလုပ်နိုင်တာလားဆိုတော့မသိတဲ့ကိုယ်ကမသိတဲ့ဟာမှာနော်ဒါတော့မြေပြင်ရောလဝီဟင်ရောတာလောင်အင်အားရနဲ့အစမတန်နော်စစ်ကြောင်းတို့တိုက်ခိုက်နေရတော့မလုပ်ချင်သေးဆိုတော့ဖာကြထားသေးရဲ့နော်ဒါကြောင့်မို့နင်တို့တွေအပေါ်မှာရမင်းအောင်လိုက်ပြောတိုင်းအောင်ယုံနေရနော်မဆမ်းပါဘူးနည်းပါလေးလိုက်လေးလာအောင်လက်ရှိမှာဘသူကတာနေလဲဘသူကခံနေရလဲဆိုတာနော်သိလိမ့်မယ်အဲ့ line ပေါ်မှာပေါ့ဗာလဲအညာလူပိုင်းကိုပေါ့မြန်မာပြည်ရရှိသမျှစစ်ကြောင်းတွေထိုးပြီးတဲ့အဲ့3ရက်အတွင်းမရရင်ရဲကာကျုပ်ကစင်းပေးမယ်ဆိုနင်တို့လေတွေကလူတွေနင်တို့လေတွေကဇလန်းတွေနင်တို့လေတွေကလူတွေပဲယုံနေငါတို့တက်မတော်မှာအဲ့လာမျိုးအမိတ်လည်းမရှိဘူးရှိသမျှစစ်ကြောင်းတွေထိုးစရာမလိုဘူးနင်တို့မလုပ်ချင်သေးလို့ဟိုကကြည်နေတာနော်ဒီလိုမျိုးမဟုတ်မမှန်လောက်ကြံလီဆယ်ပြီးတော့တည်ရမှာလားဖာစကားတွေကြီးပဲတက်ပြောနေတဲ့အခါကျတော့ရုပ်ပေါက်တာပေါ့ကွာနော်နင်တို့ကလေတကယ်ပြောတဲ့ခါကြရင်လေငါတို့ကပြောတဲ့ခါကြရင်လေနင်တို့ကလေဘောမဆိုစစ်ပွဲအောင်မယ်နားလေလို့ပြောနေရနင်တို့တွေကိုတကယ်တမ်းကြရင်နင်တို့တွေကိုဒီလိုခြေပလိုက်လို့ရတယ်သူတို့တွေကဒုက္ခပဲမိမတွေကိုသိပ်မဆဲကြဘူးနော်တကယ်ပြည်သူစစ်တွေကခါနဲ့ငါနဲ့꿰ပြီးတော့စောက်လုံးတွေပွက်သွားကြလီရွယ်မလောက်တာနင်တို့အခုလောက်လာတာ9နှစ်ရှိပြီနင်တို့ဘာထူးဆန်းလို့လဲဘာများရသွားလို့လဲပြောစမ်းမအောင်နော်ခွေးဝမ်းတောင်လို့လေးလဲပြမနေနဲ့တဲ့လားမင်းစားဖို့ပါလားအဲ့ဒါပါဆိုင်လားအဲ့ဖေချနေရလားမသိလို့ပါငါလေးတစ်ခါတလေကြရင်လည်းနင်တို့ PDF ခေါင်းဆောင်တွေအဲ့ line ပေါ်ကဟိုဟာတွေပေါ့ဘယ်လိုပြောမလဲပတ်စံကောက်ကောင်းအောင်ပြောနေတဲ့လူတွေကိုလည်းရမ်းအံ့ဩတယ်သိလားတကယ်တမ်းကြာအဲ့ဒီအညာတူပိုင်းတွေဘာတွေမပြောနဲ့အဲ့အညာတစ်ခွင်လုံးမှာရှိတဲ့လူတွေဘယ်လောက်ဒုက္ခရောက်နေလဲနင်တို့သိလားပြောပါအောင်နင်တို့သိလားနော်နင်တို့ကသူများဟိုဟာဘာညာတရကသူများလို့အမကြီးရှုတဲ့လူကိုကြည့်လိုက်တော့အမွဲတိမ့်ချီရှိရတော့အဲ့မင်းစားဖို့ပါလားအဲ့ဒါပါဆိုင်လားအချာချာအုံနောက်တုံတဲ့လူတွေအဲ့လောက်များနေတော့ခါကြငါတို့နိုင်ငံပြတ်တာလည်းမပြောနဲ့ပေါ့နော်ငါတို့ကကြာနေရာသုံးသက်နိုင်တယ်ကြားရတာနောက်ခိုက်နော်တို့တွေကအခုမှပေါက်လာပြီးတော့ line မော်အခု2021အရေးခင်းချင်းဖြစ်လာတော့မှ line မော်တက်ပြီးအဲ့ line မော်ကသတင်းတွေသူများလေပြတဲ့သတင်းတွေကိုကြည့်ပြီးတော့မှနင်တို့ကအဲ့ဒါနိုင်ငံရေးလို့နင်တို့ကထင်တဲ့ခါကြတော့ဆဲတာနိုင်ငံရေးသူများရဲ့အောက်ဖဲလန်တာသူများမယငယ်သူများလင်ငယ်သူများဖာခံတာအဲ့ဒါတွေလိုက်ပြောတာနင်တို့ကနိုင်ငံရေးလို့ထင်တဲ့လူတွေဆိုတော့စောက်ချက်မရှိတဲ့စောက်ခွက်နဲ့ဘာဒီတက်ပြောနေတယ်လဲဆိုတာကိုဘာလဲဆိုတာကိုလည်းသိဖို့လိုတယ်နော်မပြောတော့အေးအဲ့ဆိုစောက်ပေါက်ပေးနေလေစောက်ကြီးစောက်ကျဲနေအာကျုပ်ကတက်လုံးအဲ့လိုအမိန်လည်းမထုတ်ဘူးနင်တို့အညာကိုခြေမုံမို့စစ်တက်အကုန်ရှိသမျှအကုန်နောက်တန်းရောရှေ့တန်းရောလာလို့တဲ့နောက်တန်းမှာရဲမေတွေရတဲ့နောက်တန်းတက်တွေကိုကာကွယ်နေရတဲ့ရဲမေတွေအစီနဲ့တစ်ချက်စီထိုးပေးလိုက်စငါအမြင်ကလာမမရရိုက်နေပြောလိုက်အောင်မယ်နော်ဟိုမင်းကဘာကိုကြည့်ပြီးတော့ပြောလိုက်တာမသိလို့ပါဒါအောင်စောက်ပြစ်မရှိစောက်ပြစ်ရှာပြီးတော့စောက်ပိတ်လက်ခုပ်တန်ခြုပြလိုက်တဲ့အခါကျတော့မင်းကွဲစရာစောက်ချက်မရှိဖြစ်သွားတာပေါ့အဲ့လိုမျိုးတွေပောက်ကြရရှောက်မပြောစမ်းပါနဲ့နင်တို့အဲ့အားချောင်းတာနဲ့ငါတို့ရဲ့ပြည်သူတွေကဒုက္ခရောက်လို့ပါငါတို့ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်လို့ပါနင်တို့အားချောင်းတဲ့ရွာကိုဟိုကလာတဲ့ခါကျရင်လည်းပြည်သူလူထုပဲဒုက္ခရောက်မင်းတို့သုံးနေဖြုံးနေတာကပြည်သူရဲ့စောက်ဆန်နေလေလီနင်တို့ကအဲ့ line ပေါ်မှာအိမ်မှာတော့လိုက်မလွင်ရဘူးကားပေါ်မှာပြောရတာဘဝတွေကမင်းစားဖို့ပါလားအဲ့ဒါပါဆိုင်လားအဲ့ဖေချနေရလားမသိလို့ပါကားပေါ်မှာလိုက်ပြောရတာကားမောင်းရင်းနဲ့တို့ကားကိုတကားပိတ်ပြီးတော့ပြောရအိမ်မှာတော့မပြောရဘူးဟိုကလည်းမင်းတို့ဖုတ်လေတဲ့ငပိရှိတယ်လို့တော့မထင်အောင်လိုက်ပြီးတော့လပိုင်ကော့စပေါက်လိုက်ထုနေပြီဆိုကြတဲ့ဟိုကစောက်တယ်ဖြစ်နေတကယ်ဆိုရင်စကားတွေကိုထည့်ပြောကြမလို့တာဘယ်လောက်ထိကိုအောက်တန်းစားဆန်တယ်လဲဆိုတာစေးသားသာကြည့်တော့ပေါ့အဲ့လိုမျိုးအဲ့လို